ဒါတော့ကဘာပေါ်မှာအမြန်ဆုံးကားတစ်စီးဖြစ်တဲ့ Koenigsegg Jesko Absolute ကားမျိုးစားပဲဖြစ်ပါတယ်။ဆွီဒင်နိုင်ငံ Koenigsegg ကုမ္ပဏီကနေထုတ်လုပ်ထားတဲ့ Jesko model ဖြစ်ပြီးတော့အမြန်နှုန်းကိုအာရုံစိုက်ထားတဲ့ version ကားမျိုးစားဖြစ်ပြီး2020မှာမိတ်ဆက်ခဲ့ပါတယ်။ 9.3 Air Twin Turbo V8 engine ကိုအသုံးပြုထားပြီးတော့မြင်းကောင်းရေအားက1600 HP ထိထုတ်ပေးနိုင်ပါတယ်။ဂီယာ6ချက်နဲ့ဂီယာပြောင်းလဲမှုကိုလှက်တစ်ပြက်နီးပြပြုလုပ်နိုင်ပြီးကဘာပေါ်မှာဂီယာအမြန်ဆုံးပြောင်းနိုင်တဲ့ကားပဲဖြစ်ပါတယ်။ Jesko Absolute ရဲ့အမြင့်ဆုံးအမြန်နှုန်းကတော့တနအီ931 ကီလိုမီတာရှိပြီးတော့လေခွင်းအားကအနည်းဆုံး 3.28 cc သာရှိတဲ့အတွက်လေထုခံနိုင်ရင်အလွန်ကောင်းမွန်ပါတယ်။သူ့ရဲ့လှပသေးတဲ့ဒီဇိုင်းနဲ့ဂါးတွေအလွန်ပါလွှာတဲ့ LED မီးတွေလေခွင်းအားကိုရှော့ချပေးတဲ့အတောင်ပံတွေလည်းပါဝင်ပါတယ်။ကားတစ်စီးလုံးကိုပေါ့ပါခိုင်ခန့်တဲ့ကာဗွန်ဖိုင်ဘာတွေနဲ့ပြုလုပ်ထားပြီးတော့လေးချိန်က1320 ကီလိုဂရမ်ပဲရှိပါတယ်။သူ့နီးပညာတွေနဲ့မြန်နှုန်းမြင့်မောင်းနေစဉ်အတွင်းမှာကားကိုတည်ငြိမ်အောင်ဒီဇိုင်းပြုလုပ်ထားပြီးတော့လိုအပ်သလိုလေးစီးကြောင်းကိုလည်းထိန်းညှိပေးပါတယ်။ဒီကားကိုအမြင့်ဆုံးအမြန်နှုန်းနဲ့မောင်းနှင်ဖို့အတွက်ရိုးရိုးလမ်းတွေထက်ဆိုင်ပြိုင်ကားမောင်းလမ်းတွေပေါ်မှာမောင်းနှင်မှပဲပိုပြီးအဆင်ပြေနိုင်ပါတယ်။ကားရဲ့ကနဦးဈေးနှုန်းကတော့အမေရိကန်ဒေါ်လာ3သန်းကျော်အထိရှိပြီးတော့ခုနဲ့အခြားရွေးချယ်စရာတွေမပါသေးပါဘူး။ဒါပေမဲ့ကိုယ်စိတ်ကြိုက် customization ပြုလုပ်မယ်ဆိုရင်တော့အမေရိကန်ဒေါ်လာ5သန်းအထိကိုဖြစ်နိုင်ပါတယ်။ပြီးတော့ဒီကားကိုကန့်သက်ထုတ်လုပ်ထားတဲ့ limited production ဖြစ်ပြီးအစီးရေ125စီးသာထုတ်လုပ်ထားပါတယ်။ဒါပေမဲ့ဒီကားကို order မှာယူဖို့အတွက်အရန်ခက်ခဲတဲ့အတွက်ကြောင့်လူချင်းတောင်လူတိုင်းမှာယူလို့မရပါဘူး။ Koenigsegg ကုမ္ပဏီရဲ့အထူးဖိတ်ခေါ်မှုလိုအပ်ပြီးတော့ဝယ်ယူသူတွေကအရင် Koenigsegg ကားတွေပိုင်ဆိုင်ထားဘူးသူဒါမှမဟုတ်အထူးဆက်ဆံရေးရှိသူများသာဝယ်ယူနိုင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကားတစ်စီးပြီးဖို့အတွက်ကိုယ့်ရဲ့စိတ်ကြိုက် customization ပေါ်မူတည်ပြီးတော့အချိန်6လကနေတစ်နှစ်အထိကြာနိုင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ဒါကြောင့်ဒီ Koenigsegg Jesko Absolute ကားတွေဟာအင်ဂျင်စွမ်းအားအနည်းပညာနဲ့အလေးချိန်ပေါ်ပါမှုတွေကိုအပြည့်အဝပေါင်းစပ်ထားတဲ့စူပါကားတစ်စီးဖြစ်ပြီးတော့ကမ္ဘာအမြန်ဆုံးကားစီးရင်တွေထဲမှာထိတ်ဆုံးကပါဝင်နိုင်ဖို့အတွက်ရည်ရွယ်ထုတ်လုပ်ထားတာပဲဖြစ်ပါတယ်။